UFC ချန်ပီယံကြီးဂျော့ရှွာဘန်ကိုမယောင်းလိုက်ပါဇက်ကနေတည်းဝင်ပထမဦးဆုံးထုတ်ပြောလိုက်တာဖြစ်တဲ့အတွက်တိုင်းကလုံလုံးဝကိုပွတ်တော်ရိုက်သွားခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့မယောင်းလိုက်ကတော့မနေ့ကဆိုရင်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ကိစ္စအားလုံးကိုသူပြောသွားခဲ့တာဖြစ်တယ်အခုချိန်မှာမယောင်းလိုက်ကရက်တရစီမံကိန်းကိုချပြီးတော့ကိုမြန်မာနိုင်ငံမှာရှိတဲ့နေရာနှစ်မှာတော့ဒါ PDF တွေတိုင်းသားလက်နက်ကိုင်တွေအကုန်လုံးဘုံကျဲမှုနဲ့အဆုံးသတ်မှာဖြစ်ပြီးတော့ရက်တရအတွင်းမှာဘာမှတိုးတက်ပြောင်းလဲမှုမရှိဘူး PDF တွေမကုန်ဘူးတိုင်းသားလက်နက်ကိုင်တွေဆွေးနွေးမှုလမ်းကြောင်းဘက်ကိုမလာဘူးဆိုရင်သူ့အနေနဲ့နိုင်ငံအသစ်ကိုတည်ထောင်ဖို့အတွက်နော်နိုင်ငံအသစ်ကိုတည်ထောင်ဖို့အတွက်သူအနေနဲ့နှစ်အချိန်ယူမှာဖြစ်ပြီးအဲ့ဒီနှစ်မှာဒါစစ်မှုထမ်းဥပဒေကိုဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီးတော့နိုင်ငံခြားကနော်ကျွန်တော်တို့ပစ္စည်းတွေကိုဒါလုံးဝကိုသုံးစွဲမှုတွေရှော့မှာဖြစ်ပြီးတော့လူငယ်တွေအနေနဲ့နော်ပညာကောင်းကောင်းသင်အောင်လုပ်မယ်ပြီးတဲ့အခါကျတော့နိုင်ငံတိုးတက်အောင်လုပ်မယ်စိုက်ပျိုးရေးလုပ်ငန်းတွေကိုတိုးချဲ့မယ်ဆိုတဲ့အနေအထားမျိုးနဲ့ဒါပြောသွားခဲ့တာဖြစ်တယ်ပြီးတဲ့အခါကျတော့အရေးချင်းရှိတဲ့လူငယ်တွေအနေနဲ့လဲနော်မြန်မာနိုင်ငံမှာနေကြပြီးတော့မြန်မာနိုင်ငံကိုတိုးတက်အောင်လုပ်ပြီးတော့ပြေပကိုထွက်သွားတာမျိုးမလုပ်ဖို့အထူးသဖြင့်အခုဂျော့ရှွာဘန်တို့ဆိုရင်နော်နိုင်ငံကိုကိုစားပြုနိုင်ခဲ့တယ်ဒါမဲ့သူဟာမြန်မာနိုင်ငံကိုလာဖို့မိနေတယ်ဆိုပြီးတော့မြောင်းနိုင်ကအပြတ်ပဲပြောသွားခဲ့တာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာဂျော့ရှွာဘန်ကမြန်မာကိုကဘာကသိအောင်လုပ်တာမှန်းတယ်ဒါပေမဲ့မြန်မာနိုင်ငံကိုကိုစားပြုရင်မြန်မာအလံကိုခြုံရင်မြန်မာနိုင်ငံကိုလာပြီးတော့မြန်မာရဲ့ခေါင်းဆောင်တွေနဲ့လာရောက်တွေ့ဆုံသင့်ပြီးတော့နော်မြန်မာပြည်သက်တွေနဲ့လာရောက်တွေ့ဆုံသင့်ကြောင်းနော်အဲ့မှသာလဲနော်မြန်မာလူမျိုးကိုချစ်တယ်ဆိုတာနော်ဟိုပါဇက်ကချစ်တယ်ပြုံးနေမရဘူးအလံချုံယုံနဲ့မရဘူးမြန်မာကိုတကယ်ချစ်လို့ရှိရင်မြန်မာနိုင်ငံလာပြီးတော့သူတို့နဲ့တွေ့ဆုံပြီးတော့မြန်မာပြည်သက်တွေနဲ့လာရောက်တွေ့ဆုံရမှာဖြစ်ကြောင်းအပြတ်ပဲပြောကြားလိုက်တယ်ဒါကြောင့်မလို့လူငယ်တွေအနေနဲ့မိမိကတော်တယ်ဆိုရင်မြန်မာကိုဂုံဆောင်ခြင်းနဲ့ဆိုရင်နော်ဟိုပြပမှာပဲသွားပြီးတော့မိမိရဲ့အရေးချင်းတွေကိုမချပြပြနဲ့မြန်မာနိုင်ငံမှာလည်းမြန်မာနိုင်ငံတိုးတက်ဖို့အတွက်ပညာရေးချင်းတွေကိုအသုံးပြုရမှာဖြစ်ကြောင်းမယောင်းနိုင်ကပြပြသားပဲနော်ကျွန်တော်တို့ MRTV ကနေနော်လူငယ်တွေကိုစူးစမ်းဖို့ဂျော့ရှွာဘန်တို့လို့နော်တော်လာပြီးဆိုရင်လည်းပဲနိုင်ငံကိုမမိချဖို့အတွက်ကိုဒါတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်ဗျာ